မျိုးတို့ရေမင်္ဂလာပါရှင်နေအောင်ကြီးကကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် D ရဲ့အရင်းအမြစ်တစ်ခုဖြစ်တယ်လို့လည်းကျွန်မဖတ်ပူးပါတယ်ဒါကြောင့်မနက်ခင်းနေအောင်ကြီးရဲ့အောက်မှာဗီတာမင် D လည်းခံယူရင်အလုပ်လည်းဖြစ်အောင်လို့အိမ်အလုပ်တွေကိုအခုလိုပဲလုပ်လိုက်တယ်ရှင်တနေ့ကုန်မိုးလင်းမိုးချုပ်အဲကွန်ခန်းထဲမှာအလုပ်လုပ်နေတဲ့လူတွေနေအောင်ကြီးနဲ့မထိတွေ့တဲ့လူတွေကကြာလို့ရှင်ဗီတာမင် D ချိုးတဲ့ခြင်းရဲ့နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေကိုရနိုင်ပါတယ်ကျမတို့ကနေရောင်ကြီးပေါ်များစွာရနေတဲ့ကမ္ဘာရဲ့အချမ်းမှာနေတဲ့အတွက်ကြောင့်ခုလိုမျိုးရနေတဲ့နေရဲ့တန်ဖိုးတွေကိုသတိမထားမိကြဘူးတန်ဖိုးမထားမိကြဘူးရှင်နေရောင်ကြီးကိုပေါ်များများလုံလောက်မရတဲ့ဒေတာတွေမှာဆိုရင်ဒီနေကအရန်ဟိုတန်ဖိုးရှိပါတယ်နေရောင်ကြီးလုံလောက်စွာမရဘူးဆိုလို့ရှင်လူသားတွေမှာစိတ်ကြယောဂတွေလည်းဖြစ်နိုင်ပါတယ်ရှင်အမျိုးတို့လည်းမနက်ခင်းနေရောင်ကြီးနူးနဲ့ထိတွေ့တာနည်းတယ်ဆိုလို့ရှိရင်စူးစမ်းပြီးထိတွေ့ပေးကြပါနော်အမျိုးတို့လည်းကျမ်းမာစေချင်ပါတယ်ရှင်